မိမိတို့ရဲ့နေ့စဉ်ဘဝမြတ်စွာဘုရားအဆုံးအမကိုလက်တွေ့ကြကြလိုက်နာပြီးစီးပွားရေးမှာလည်းအသုံးချရမှာဖြစ်တယ်လူမှုရေးမှာလည်းအသုံးချရမှာဖြစ်တယ်နောက်ဆုံးနေ့စဉ်ဘဝမှာလည်းပဲမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့နေနိုင်အောင်ကြိုးစားရသောအဖြစ်ဘုရားရဲ့အဆုံးအမနဲ့နေရင်ကျင်းမြောင်းနေကြတယ်လို့လူတွေကထင်ကြတယ်တကယ်ကတော့မဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမနဲ့နေထိုင်ခြင်းကြောင့်လူတွေမှာအနေအထိုင်ကြက်တာမျိုးမရှိဘူးတချို့က၅ပါးသီလကြည့်ပြီးသူများအသက်မတတ်ရဘူးသူများဥစ္စာမခိုးရဘူးသူတို့ဘာသာမရမပြစ်မှားရဘူးလိမ့်မပြောရဘူးတေးသေးရမတောင်းစားရဘူးဆိုကြည့်ပြီးတော့ဒါတွေမလုပ်ရရင်လောကကြီးကပြင်းစရာကြီးလို့အောက်မေ့နေကြလိမ့်မယ်တကယ်စဉ်းစားကြည့်လိုက်မယ်ဆိုရင်၅ပါးသီလလုံခြင်းမလုံခြင်းရဲ့အကျိုးအပြည့်ဟာအလုံးကိုကွာခြားတယ်ငြိမ်းချမ်းရေးဆိုတာ၅ပါးသီလလုံတဲ့ပုဂ္ဂိုလ်ရဲ့အတွင်းမှာရှိတဲ့အရာဖြစ်တယ်ငြိမ်းချမ်းရေးလိုချင်သလားဆိုရင်လူတိုင်းကတော့လိုချင်တယ်လို့ပြောကြမှာပဲเนาะသူတို့လိုချင်တဲ့ငြိမ်းချမ်းရေးကဘာတော့တကယ်အစစ်မှငြိမ်းချမ်းရေးကဘာတော့ဆိုတာတည်တည်ချာချာစဉ်းစားဖို့လိုတယ်ငါးပါးသီလလုံးမယ်ဆိုလို့ရှိရင်ငြိမ်းချမ်းတယ်ဆိုတာဘယ်လိုထိငြိမ်းချမ်းလဲအိမ်မှာတကားတောင်တက်เสียမလို့အောင်လူလောကဟာအေးချမ်းသာရနေမှာဥပမာမဲ့ပါဏာတိပါဒကလုံးနေမယ်ဆိုလို့ရှိရင်လူသားမှုကျွလွန်နေဆိုတဲ့ရာဇဝမှုမရှိတော့လုံးဝမရှိတော့နော်တူဒုက္ခပေးတယ်ဆိုတာမရှိအဒိဏဒနာလုံးနေသဖြင့်ဘယ်အိမ်မှတော့ခတ်เสียမလို့တော့ဘာပစ္စည်းမှပျောက်တာမရှိဘယ်လောက်ငြိမ်းချမ်းသွားမလဲနော်လူတိုင်းဟာအဒိဏဒနာလုံအောင်ထိမ့်သိမ်းဆောက်ရှောက်မယ်ဆိုရင်ဘာပစ္စည်းမှပျောက်เสียမရှိဈေးထဲမှာဆိုင်နေဒီတိုင်းဖွင့်ပြထားခဲ့အိမ်ဒီတိုင်းပြန်လာဘာပစ္စည်းမှမပြောင်းအခုတော့မဟုတ်တော့မှအထက်ခတ်ရတယ်ဆိုတာဒါလေးမလုံလို့ဖြစ်တာငြိမ်းချမ်းမှုအပြည့်အဝမရှိဘူးပေါ့ကာမေတုမိစ္ဆာစာရလုံနေဆိုလို့ရှိရင်သူသားသမီးကိုသားသမီးဂုဏ်သိက္ခာကျဆင်းเสียစိတ်မချเสียဘာတစ်ခုမှမရှိအလုံးဟာလူသိက္ခာအပြည့်အဝရှိကြမှာမုဒ္ဒဝါဒလုံလို့ရှိရင်တူနဲ့တူဆွဆွဲပြောဆိုမှုလိညာမှုတွေမရှိသည့်အတွက်ကြောင့်အကျိုးပြပြမှုဆိုတာမရှိကြဘူးတူအကျိုးပြပြအောင်လိညာပြောဆိုမှုတရင်မှားပေးမှုမဟုတ်တရင်နေမှားရွေးတဲ့တရင်တွေနဲ့ကောလာဟလတွေထုတ်လွှင့်မှုဆိုတာတွေမရှိတော့ဘူးဝိစေဝလုံနေဆိုလို့ရှိရင်မွေးစေဝါကြောင့်ဖြစ်ပေါ်နေတဲ့ပြဿနာတွေဟာတခုမှရှိမှာမဟုတ်တော့ကျမရေးပြဿနာတွေရှိတယ်လူမှုရေးပြဿနာတွေရှိတယ်စီးပွားရေးပြဿနာတွေရှိတယ်မွေးစေဝါမလုံလိုက်တာနဲ့တပြိုင်နက်လူသတ်မှုဆိုတာလည်းဖြစ်လာနိုင်တယ်ခိုးမှုလူရဲမှုဆိုတာလည်းအလွယ်တကူဖြစ်လာတယ်ရိတ်ဆိုတဲ့ကာမေတုမိစ္ဆာစာရလည်းအလွယ်တကူဖြစ်လာတယ်လိန်လီမှုတွေဆိုတာလည်းအလွယ်တကူဖြစ်လာမွေးစေဝါလုံလိုက်တာနဲ့အားလုံးဟာလုံယုံစိတ်ချသွားအဲ့တော့ဘလောက်ငြိမ်းချမ်းတဲ့တိုင်းပြည်ကြီးဖြစ်မလဲစဉ်းစားကြည့်လိုက်မယ်ဆိုရင်တကယ်လုံပြီဆိုရင်တကယ်ကိုလူဘဝဟာတန်ဖိုးရှိနဲ့ငြိမ်းချမ်းသာရစွာကိုယ်လုပ်ငန်းလေးကိုလုပ်ပြီးတော့လူတွေဟာစိတ်နှလုံးအေးချမ်းစွာနေနိုင်ကြမှာဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမအပြည့်အဝလိုက်နာကြမယ်ဆိုလို့ရှိရင်အစစ်မှန်ဖြစ်တဲ့လူတွေမကြားဘူးတဲ့ငြိမ်းချမ်းမှုမျိုးရကိုယ်ကငြိမ်းချမ်းတယ်ဆိုတဲ့ငြိမ်းချမ်းမှုဟာတဏ္ဍာမကြားရတာတို့လောက်ပဲရှိမှာနော်တိုက်ခိုက်မရှိတာလောက်ပဲဖြစ်မဲ့တော့ခတ်နေရအောင်ပါအဲ့ဒီလောက်ထိအောင်ငြိမ်းချမ်းမှုဆိုတာမြတ်စွာဘုရားရဲ့ဆုံးမတရားကိုလိုက်နာမယ်ဆိုလို့ရှိရင်တော့ငြိမ်းချမ်းမှုဟာပြေဝရမှာဖြစ်တယ်ပေါ့ဒါကြောင့်လူရဲ့အည်ချင်းတွေကြာဆင်းမသွားစေပဲ
မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ရဲ့ဓမ္မရတ္တကိုရရှိအောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်အဆုံးအမတရားတော်တွေအတိုင်းလိုက်နာမယ်ဆိုရင်အလုံးပဲဘဝဟာခြေတန်းစရာဖြစ်လာကဲကောင်းပြီဒီနေ့ဓမ္မပရဒေသနာမှဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာအပိုင်း1မှာမြတ်စွာဘုရားဟောထားတဲ့အဆုံးအမတရားလေးကိုကြည့်အောင်မနောပုပ္ပိင်္ဂမဓမ္မမနောတိဋ္ဌမနောမယမနတစေပတန်နေနဘာတတိဝါခရောတိဝါတတောနံဒုက္ခမနွေတိသာယာဝအနာပါယိနိပါဠိဘာသာနဲ့ဟောလိုက်တဲ့စကားတပိုက်ချင်းအဓိပ္ပာယ်ပြောရမယ်ဆိုမနောပုပ္ပိင်္ဂမဓမ္မမနောဆိုတာလူတွေရဲ့စိတ်ကိုပြောတာဓမ္မဆိုတာတဘာဝတရားတွေတဘာဝတရားဆိုတာစာပေကျမ်းကမှာတော့စိတ်နဲ့စေတသိက်မှာဓမ္မကိုစေတသိက်တရားတွေလို့သာရည်ညွှန်းထားပြီးတော့မနကိုစိတ်လို့ရည်ညွှန်းတယ်ဒါဟာအဘိဓမ္မာတရားတော်ရဒီလိုပြောရတယ်သို့တော်လည်းစဉ်းစားကြည့်မယ်ဆိုရင်ဓမ္မဆိုတာဖြစ်ပေါ်လာတဲ့အရာခတ်သိမ်းမှာမနောပုပ္ပိင်္ဂမစိတ်ကဥဆောင်နေတယ်ဘာပဲဖြစ်ဖြစ်လောကမှာဖြစ်လာတဲ့အရာတွေကစိတ်ကဥဆောင်ပါဇက်ကထုတ်ပြောလိုက်တာလဲစိတ်ကဥဆောင်တာပဲလက်တွေ့လှုပ်လိုက်တာလဲစိတ်ကဥဆောင်အခုလိုတရားပွဲကြီးလှုပ်တာလဲစိတ်ကဥဆောင်တာမဟုတ်တာလှုပ်တာလဲစိတ်ကဥဆောင်တာနော်အားလုံးဟာဟုတ်တာမဟုတ်တာကောင်းတာမကောင်းတာလှုပ်တဲ့တာမလှုပ်တဲ့တာတွေလှုပ်တာမှန်သမျှစိတ်ကဥဆောင်နေတယ်ဆိုတဲ့သဘောတရားကိုအဗ္ဗဓမ္မအဆင့်မြင့်တဲ့အတွေးခေါ်ပညာခုခေတ်စကားနဲ့ပြောရင် psychology လို့ပြောချင်လည်းပြောလို့ရတယ် philosophy လို့လည်းပြောချင်ပြောလို့ရတယ်သို့တော့ psychology philosophy တွေတဲ့မြင့်တယ် psychology philosophy ဆိုတာတစ်ခါတလေအတွေးခေါ်သက်ဖြစ်သွားပြီးတော့လက်တွေ့မှာအသုံးမဝင်တာရှိမြတ်စွာဘုရားတရားတော်တော့လက်တွေ့အသုံးဝင်တဘာဝတရားတွေကိုစိတ်ကဥဆောင်နေတာဖြစ်တယ်တဲ့မနောတိဋ္ဌာစိတ်ကကြီးမှုထားတာဖြစ်တယ်မနောမယစိတ်ကဖန်တီးထားတဲ့အရာတွေဖြစ်တယ်ဆိုဒီဒေသနာတော်လေးကိုနားထောင်လိုက်ပြီးတဲ့အခါကျတော့ပုံဖော်ကြည့်ဟုတ်မဟုတ်အခုတရားပွဲလာတာတရားပွဲသွားလိုက်အောင်မယ်ဆိုစိတ်ကနေခေါ်လာတာဖြစ်တယ်နော်စိတ်ထဲမှာတရားနာသွားအောင်မယ်ဆိုတဲ့စိတ်မဖြစ်ဖက်နဲ့ရောက်ပါမလားတဲ့မရောက်ဘူးတရားပွဲကျင့်ပအောင်မယ်ဆိုတဲ့စိတ်မရှိလို့ရှိရင်အခုလိုတရားပွဲလည်းမဖြစ်နိုင်ဘူးပေါ့နော်လူတွေကစိတ်ကဥဆောင်နေတယ်ငါလှုပ်လို့စိတ်ကဥဆောင်နေတယ်ဆိုတာအမှန်တမ်းမှန်ဒေသနာတော်တစ်ခုမှဆိုရင်မြတ်စွာဘုရားကရှင်းရှင်းလေးဟောတယ်စိတ်တေနနိယတေလောကောလောကကြီးကိုစိတ်ကဥဆောင်နေတာဖြစ်တယ်ဟောလူတွေကဆုတောင်းလိုက်ကြသေးစိတ်သွားရကိုပါဗျာစိတ်နော်စိတ်ဆိုတာဒီတဘာဝအားဖြင့်လူတွေဟာစိတ်ကရှေ့ဆောင်ပြီးတော့လုံနေကြတာဖြစ်တယ်သို့တော့စိတ်ဆိုတဲ့နေရာသူဟာတဘာဝအားဖြင့်ဖြူစင်းနေတာဖြစ်တော့လည်းပဲစိတ်နဲ့တွဲဖက်လာတဲ့အရာတွေကအကောင်းကြီးမဟုတ်ဘူးအဆိုးတွေလည်းရှိတတ်တယ်အဲ့ဒီနေရာမှာအကောင်းဆိုးရွေးချယ်ပြီးတော့စိတ်သွားရကိုပါလို့မဖြစ်ဘူးအကုန်လုံးเนาะစိတ်သွားတိုင်းကိုပါမယ်ဆိုရင်မကောင်းတဲ့စိတ်သွားရင်လည်းမကောင်းတဲ့ကိုကြီးပါနေမှာပေါ့ဒါကြောင့်မို့စိတ်ဖြစ်တိုင်းအကုန်လုံးလိုက်ပြီးတော့ဖြစ်ရမှာမဟုတ်ဘူးမကောင်းတဲ့စိတ်နဲ့တွဲဖက်လာတဲ့အခါမှာမကောင်းတဲ့စိတ်တွေကိုခုနပြောတဲ့တတိနဲ့ပညာနဲ့ဒီနှစ်ခုနဲ့ထိန်းချုပ်ထားမှာဖြစ်တယ်အဲ့ဒီတဘာဝဖြစ်နေတဲ့စိတ်ကိုတတိပညာရဲ့အထိန်ကွမပါဘဲနဲ့လွတ်ပေးလိုက်လို့ရှိရင်မကောင်းတဲ့
လောဘတွေဒေါသတွေမောဟတွေမာမနာတွေအိတ်တာတွေမစ္စရိယတွေဆိုတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အညစ်အကြေးတွေကဝိုင်းအောင်လွှမ်းမိုးပြီးတော့မကောင်းတဲ့ဘက်ကိုရောက်တော့အောင်ဆွဲခေါ်သွားမှာဒါကြောင့်မို့သဘာဝအားဖြင့်ကြည့်စိတ်ဆိုတာအရာရာကိုဥဆောင်နေတာဖြစ်တယ်စိတ်ဟာအကြည့်မှုဖြစ်တယ်စိတ်သွားရာစိတ်ဟာဖန်တီးထားတဲ့အရာစိတ်ကဖန်တီးတဲ့အရာတွေသာဖြစ်တယ်ဆိုတဲ့ဒီသီဝရီလေးကိုပထမသဘောပေါက်တာအဲ့တော့ဘာလို့ခိုင်းတာတော့မြတ်စွာဘုရားကစိတ်ကဥဆောင်နေတယ်လို့ပြောလိုက်တဲ့ဖြင့်တို့တွေဟာစိတ်ကိုထိန်းရမယ်ဆိုတာသဘောပေါက်သွားတယ်စိတ်မထိန်းမှုဆိုလို့ရှိရင်ဖြစ်ချင်အားဖြစ်သွားနိုင်တယ်ပေါ့ခဏခေတ်မှာရာဇဝမှုကျွလွန်မှုတွေတို့မဖြစ်တဲ့နာတွေဖြစ်ကြတာတို့ဆိုအဲ့ဒီဥဆောင်နေတဲ့စိတ်ကိုမထိန်းလိုက်နိုင်တဲ့သဘောပဲစိတ်ဆိုတာလွတ်ထားရမှာမဟုတ်ဘူးထိန်းရမယ်ဆိုတဲ့သဘောကိုလည်းပဲနားလည်ရမှာဖြစ်တယ်ဘာလို့လဲဆိုရင်အရာခတ်သိမ်းကိုစိတ်ကဥဆောင်နေတယ်ဆိုလို့ရှိရင်ဒီစိတ်ဟာအရာခတ်သိမ်းကိုဥဆောင်နေတာဆိုအဆိုးကိုလည်းဥဆောင်လိုက်မယ်အကောင်းကိုလည်းဥဆောင်လိုက်မယ်နားလည်ရမှာကိုအဲ့တော့တတိတို့ပညာတို့နဲ့အဆိုးကိုဥဆောင်မှုမပေးစေရဘူးအကောင်းဘက်ကိုသာဥဆောင်မှုပေးရမယ်ကောင်းတဲ့ဘက်ကိုအသုံးချလိုက်လို့ရှိရင်တန်မိုးရှိမယ်လို့သူတို့ဆိုလို့ပစ္စည်းဆိုတာသူ့နေရာသူ့တန်မိုးရှိတာနေရာတိုင်းမှာဖြစ်တာမဟုတ်ဘူးစိတ်ရဲ့တန်မိုးဟာတတိပညာနဲ့ထိန်းချုပ်နိုင်မှတန်မိုးတက်တာဖြစ်တယ်တခြားလောဘဒေါသမောဟတွေနဲ့ဝင်ပြီးတော့ရောရှက်သွားပြီဆိုရင်စိတ်ဟာတန်မိုးကျသွားတာတန်မိုးကျသွားဒါကြောင့်မို့ဒီသဘောတရားလေးကိုရှေးဥစွာမှတ်သားပြီးမြတ်စွာဘုရားကဆက်ဟောတာကြည့်မနတာစေပတန်နေနာအဲ့ဒီဥဆောင်တဲ့စိတ်ဟာတဲ့တွဲဖက်လာတဲ့ကြည်နူးစရာကောင်းတဲ့တတိတွေပညာတွေတရားတွေရေရောတတ်တဲ့အလောဘဆိုတဲ့သဘောတရားတွေအမုန်းကင်းစင်တဲ့အရောဓဆိုတဲ့သဘောတရားတွေဆင်ញင်တုံတရားလို့ခေါ်ရတဲ့အမောဟဆိုတဲ့သဘောတရားတွေနဲ့စိတ်လေးဟာကြီးလာပြီဆိုလို့ရှိရင်တဲ့အဲ့ဒီအကောင်းတွေနဲ့တွဲဖက်လာတဲ့စိတ်နဲ့ဘာတတိဝါပြောလိုက်မယ်ဆိုရင်စကားပြောလိုက်မယ်ဆိုရင်ကရောတိဝါအလုပ်တစ်ခုလုပ်လိုက်မယ်ဆိုရင်စိတ်တိုင်းကိုပြောတာမဟုတ်ဘူးနော်စိတ်ကဥဆောင်တယ်ဒါဖြင့်အဲ့ဒီဥဆောင်တဲ့စိတ်လေးဟာကောင်းတဲ့အရာတွေနဲ့တွဲဖက်လို့ချီနူးဝယ်ဖြစ်လာတဲ့စိတ်ကလေးကဖြစ်လာတယ်အဲ့ဒီချီနူးဝယ်ဖြစ်လာတဲ့စိတ်ကလေးနဲ့စကားပြောလိုက်မယ်အလုပ်တစ်ခုလုပ်လိုက်မယ်ဆိုရင်ရလကဘာထွက်လာတော့ဆိုတတောနံဒုက္ခမနွေတိချီလင်အေးမြတဲ့တန့်စင်မွန်မြတ်တဲ့စိတ်နဲ့ပြောလိုက်ပြုလိုက်တယ်ဆိုတဲ့အလုပ်တစ်ခုလုပ်ခြင်းကြောင့်အဲ့ဒီပုဂ္ဂိုလ်နောက်ဒုက္ခဆိုတဲ့အစဉ်ပြေမှုချမ်းသာမှုတွေဟာထက်ချက်မကွာလိုက်ပါနေမှာပဲဖြစ်တယ်။ဘာနဲ့ဥပမာတူတုံးဆိုရင်သာယာဝအနုပါယိနိသာယာဝအနပါယိနိလူသွားလို့ရှိရင်လူရဲ့အရေးဟာဘယ်တော့မှခွဲထားခဲ့လို့မရဘူး။သွားတဲ့နေရာအရေးဟာပါနေတယ်လို့ပဲချမ်းသာဒုက္ခဟာကိုယ်နဲ့ထက်ချက်မကွာပါနေမှာဖြစ်တယ်လို့မြတ်စွာဘုရားဒီဥပမာနဲ့ဟောတာလူတိုင်းနားလဲတဲ့ဥပမာနဲ့ပြောတာအဲ့ဒီဓမ္မရတလေးကိုအကျဉ်းချင်းစဉ်းစားကြည့်တို့တွေရဲ့ဘဝမှာဥဆောင်နေတာစိတ်ဖြစ်တယ်ဒါကြောင့်မို့ဒီစိတ်ကိုကြည်လင်တန့်စင်မွန်မြတ်တဲ့စိတ်ဖြစ်ဖို့လိုတယ်ကြည်လင်တန့်စင်နေတဲ့စိတ်မျိုးနဲ့ပြောစရာရှိလို့ပြောလိုက်မယ်လှုပ်စရာရှိလို့လှုပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါဟာအဲ့ဒီလှုပ်ရကြောင်းဖြစ်ပေါ်လာတဲ့ကံတရားတွေကဒုက္ခဆိုတဲ့အစဉ်ပြေမှုချမ်းသာမှုတွေကိုယ်နောက်ပါလာမှာဖြစ်တယ်ကိုယ်နဲ့အတူတကွရှိနေမှာဖြစ်တယ်
လူရဲ့အရေးဟာလူသွားရအမြဲတမ်းပါနေတယ်လို့ပဲဒုက္ခဟာလည်းပဲကိုယ်သွားရအမြဲတမ်းပါနေမယ်ဟောဒီဒေသနာကဒီလိုဟောလို့ရင်ဖြစ်တယ်နော်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာမိုင်းစင်တာတိချင်းလို့ခေါ်တယ်စိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာဖြစ်တယ်တခြားဘာသာတွေကြတော့ God Center Teaching လို့ပြောမှာဖြစ်တယ်ဒါဘာကြောင့်တခြားဘာသာကိုထည့်ပြောတာတော့ဆိုမတူညီတာလေးတွေကိုသိစေခြင်းလို့နော်တခြားဘာသာတွေကြတော့ဖះကြိုက်တယ်မကြိုက်ဘူးဆိုတာ ਨੇ ပြောလို့ရှိကြတယ်ဟုတ်လားဒီလောကဖះကြိုက်မကြိုက်ဘူးဒီလောကဖះကြိုက်တယ်ဖះသခင်လိုတော်ရှိတယ်ဖះသခင်လိုတော်မရှိဘူးလို့ပြောတယ်ဘုရားဘာသာမှာအဲ့ဒီစကားမျိုးပြောစရာမရှိဘူးဘာပြောရမလဲဆိုလို့ရှိရင်မြတ်စွာဘုရားကအတ္တဟိအတ္တနောနာထောမိမိတိတာလေမိမိရဲ့ကိုယ်ဝေယဖြစ်လို့စိတ်ကောင်းနှလုံးကောင်းရှိခြင်းမရှိခြင်းအဓိကစိတ်ကောင်းနှလုံးကောင်းရှိခြင်းမရှိခြင်းဆိုတဲ့လူတိုင်းပိုင်ဆိုင်နေတဲ့စိတ်ဓာတ်အဲ့ဒီစိတ်ဓာတ်ကိုကောင်းအောင်ပြုပြင်ပေးခြင်းအပြင်ဒုက္ခဆိုတဲ့လူတွေလိုချင်တဲ့ချမ်းသာမှုအစဉ်ပြေမှုရနိုင်တာဖြစ်အဲ့ဒီစိတ်ကိုပြုပြင်မပေးဘူးဆိုလို့ရှိရင်စိတ်ဆိုးစိတ်မိုက်တွေဝင်လာလို့စိတ်ဆိုးစိတ်မိုက်တွေနဲ့ပြောလိုက်မယ်လှုပ်လိုက်မယ်ဆိုလို့ရှိရင်ပြဿနာတက်လာမှာတော့ဒုက္ခပဲဖြစ်တယ်ပေါ့အဲ့ဒီသဘာဝကိုမြတ်စွာဘုရားဟောကြားတာဖြစ်တယ်ဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့စိတ်သာရှင်စောဖရာဟောဆိုတာစိတ်ကောင်းနှလုံးကောင်းထားဖို့ပြောတဲ့အဓိပ္ပာယ်နော်တခါဆိုလေးရှိကြတယ်စိတ်ထောင်းတော့ကိုကြည်စိတ်ပြိုတော့ကိုနုဆိုပြီးတော့မဟုတ်တဲ့နေရာလည်းပဲသွားပြီးကိုနုလုံးမနေချင်နဲ့ပေါ့မဟုတ်တဲ့နေရာလည်းပဲနုတရားရောင်နဲ့ဆိုးတာအဲ့ဒါနော်အဲ့တော့ကောင်းတာဆိုတာအကောင်းနဲ့အဆိုးဆိုတာဘာလဲစိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့လောဘဒေါသမောဟလောဘဆိုတာကိုယ်အတွက်ပဲစဉ်းစားတတ်တာလောဘဒေါသဆိုတာတစ်ဖက်သားကိုမုန်းတီးတာဒေါသမောဟဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိလို့မလှုပ်တဲ့နာကိုလုံးမိတာမောဟအလုံးဟာအဆိုးတရားတွေကြီးဖြစ်ပေါ်လာဆိုးကျိုးကိုပေးလို့သူတို့ကိုအဆိုးတရားလို့ပြောတာသူတို့ကထုတ်လွတ်လိုက်ရင်အကောင်းမထုတ်ဘူးအဆိုးပဲထုတ်တယ်အိတ်သာတဲ့ကိုယ့်ရဲ့ကြီးပွားကိုယ့်ရဲ့သားသွားလို့ရှိရင်မနာလိုတဲ့စိတ် jealousy လို့ခေါ်တယ်မစ္စရိယကိုယ်သာကောင်းစားခြင်းနဲ့တစ်ဖက်သားကိုမကောင်းစားစေခြင်းဘူးဆိုတဲ့ကျဉ်းမြောင်းတဲ့စိတ်ဓာတ်မာနဘယ်သူကိုဖိုထားရမှာလဲလို့ဆိုကိုယ့်ကိုထင်ကြီးပြီးလေးစားတိုက်တဲ့ပုဂ္ဂိုလ်ရိုးသေးတိုက်တဲ့ပုဂ္ဂိုလ်ကိုအတိအမှတ်မပြုတဲ့မာနအဲ့ဒါတွေကလောကမှာလည်းပဲဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေတတ်တယ်တန်တရားမှာလည်းပဲနှိမ့်ချမှုတွေကိုဖြစ်စေတတ်တဲ့အရာတွေဖြစ်လို့ဆိုးချိုးကိုပေးတတ်တဲ့အရာဖြစ်လို့မကောင်းဘူးလို့ပြောတာနော်တခါကောင်းကျိုးချမ်းသာကိုပေးတတ်တဲ့အရာတွေကဘာလို့လောဘကိုလျှော့ချပြီးတော့လောဘကိုပယ်တတ်နိုင်တဲ့အလောဘဆိုတာ generosity ကိုယ့်အတွက်မစင်စားဘူးသူများအတွက်စင်စားမတူဘူးနော်လောဘကကိုယ့်အတွက်ပဲစဉ်းစားတယ်အလောဘကျတော့တစ်ဖက်သားအတွက်စဉ်းစားလာတယ်စဉ်းစားဖို့ညင်ကွဲပြားခြားနာတယ်ကိုခံစားဖို့တခုတည်းကြည့်တာကလောဘကိုပတ်ဝန်းကျင်ကလူတွေကိုကြည့်တာခံစားဖို့ကြည့်တာမြတ်တာတဲ့အကြည့်နဲ့ကြည့်တာအလောဘဒါကြောင့်မို့အလောဘကို generosity လို့ဆိုရရက်ရောတယ်ဆိုတဲ့စကားလုံးနဲ့တော့မြန်မာလူမျိုးတွေဟာအပေးကမ်းရရောလေးရှိကြတယ် A spirit of people ဆိုတဲ့အင်္ဂလိပ်တယောက်ရေးထားတဲ့ဗမာတွေအကြောင်းရေးထားတဲ့စာအုပ်ရှိတယ် Spirit of a people ထင်တယ်အဲ့ဒီမဲ့ဗာရေးထားတော့ဆိုဗမာလူမျိုးတွေဟာတော်တော်ထူးဆန်းတယ်ပေါ့သူတို့အမြင်ထဲမှာဘလို့ထူးဆန်းတာတော့ဆိုလို့ရှိရင်လူမှုတမ်းမှုနဲ့ပတ်သက်လာလို့ရှိရင်တဲ့တ
သူတို့နေတဲ့အိမ်ကဆွတ်ဆွတ်ပြက်ပြက်နေပြီမဲ့လို့သူတို့ဆောက်လှူတဲ့ကျောင်းကြီးတွေဓမ္မယုံကြီးတွေကြတော့ကောင်းလိုက်တာဗမာလူမျိုးကအဲ့ဒါလိုနေတယ်နော်ကိုနေတဲ့အဆောက်အုံနဲ့ကောင်းအောင်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါကျတော့ကိုနေတာတဲ့ပိုကောင်းတာကိုလှူလေးရှိကြတယ်ဒါဘယ်သူဆုံးမကြောင်လို့ဆိုရင်မြတ်စွာဘုရားရဲ့ဆုံးမကြောင်ပဲဒီလိုဖြစ်တယ်နော်အဲ့ဒါကို तू ကတန်အတော်ရေးသားထားတာထူးခြားတဲ့လူမျိုးတစ်မျိုးအနေနဲ့ဒီလူတွေဟာကိုတော့အိမ်စုပ်အိမ်ပြတ်နဲ့နေတယ်ကျောင်းကြီးတွေကံကြီးတွေဖရာကြီးတွေတိဆောက်ထားတဲ့အခါကျတော့တင်းတော့တင်းတယ်တိဆောက်လေးရှိကြတယ်အေးလောကမှာရေရောမှုဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒီတိုင်းပဲကိုတော့ရှိတာလေးနဲ့စားပြီးတော့ကျောင်းကိုလှူတဲ့အခါကောင်းတာတွေကိုလှူလေးရှိကြတယ်ကိုတောင်မစားတဲ့အရာကိုလှူလေးရှိကြတယ်ဒါဟာအလောဘဆိုတဲ့ရေရောမှုရဲ့သဘောတရားပဲပေါ့နော်ထို့တူပဲအဒေါသဆိုတာမေတ္တာမေတ္တာဆိုတာကိုယ့်ရင်ထဲမှာမကျေနပ်တာအမုန်းမရှိတာအမုန်းတရားမရှိတာလောကလူတွေကမေတ္တာခုံရင်မေတ္တာချုံရင်လုံးတယ်ဆိုပြီးတော့ချမ်းသာခြင်းတဲ့အခါကျတော့မေတ္တာပို့ပေးပါလို့ပြောကြကိုယ့်ရင်ထဲမှာတော့မကျေနပ်ချက်တွေဟာအပြည့်တကယ်ကမေတ္တာဘာဝနာဆိုတာသမထကမ္မထံတစ်ခုပဲဖြစ်တယ်စနစ်တကျပွားများအထောက်ပြီးတော့ကိုယ့်ရင်ထဲကအမုန်းတရားကိုဖယ်ရှားရမယ်ဆိုတာကိုမမေ့ဘူးမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုရင်မေတ္တာဘာဝေတ္တပါဒေါသတ္တပါဟနာယသို့မဟုတ်ဖြာပါဒတ္တပါဟနာယဖြာပါဒဒေါသဆိုတဲ့အလိုမကျတဲ့အမုန်းတရားကိုဖယ်ရှားပစ်ဖို့မေတ္တာပွားပါလို့ဒီလိုပဲဟောတာနော်ဘုရားဟောတာမေတ္တာပွားတာဟာဒေါသကိုဖယ်ရှားဖို့ပွားတာအခုတော့ဒေါသကိုဖယ်ရှားဖို့ပွားတာမဟုတ်ဘဲနဲ့ချမ်းသာခြင်းလို့ပွားတာမျိုးဖြစ်လာတယ်အဲ့ဒီဟာလမ်းကြောင်းလွဲနေတယ်လို့မှတ်ထားဖို့မိုးကုတ်ဆရာတော်ကြီးစကားနဲ့ပြောမယ်ဆိုလို့ရှိရင်တောက်ဆေးကိုလိမ့်ဆေးလုံနေကြတာတဲ့ဒုလူတွေဟာတောက်ရမယ့်ဆေးကတောက်ရမှာအဲ့ဒါကိုလိမ့်အောင်လိမ့်နေကြတယ်ယောဂမပြောက်ဘူးပေါ့အဲ့ဒါကြောင့်မို့မေတ္တာကမ္မထံတရားမေတ္တာပွားတယ်ဆိုတာဘာအတွက်ပွားတာတော့ကိုယ်ရင်ထဲကအမုန်းတရားပျောက်ဖို့ပွားတာကိုဆန်းစစ်ကြည့်ကိုရင်ထဲမှာအမုန်းတရားတွေရှိသလားဒီတိုင်းနေရင်တော့ရှိတယ်မရှိဘူးမသိဘူးချက်ခင်လောက်ရမယ်နော်ချက်ကလောက်ရမယ်medical check up ဆိုတာယောဂရှိမရှိလောက်ကြတယ် mental check up ဆိုတာစိတ်ကိုအမုန်းတရားတွေရှိသလားမရှိဘူးလားဆိုတာစိတ်တာနုပတနာလို့ဆိုတဲ့ဒီတတိပဌာန်တရားတော်တွေထဲမှာတရာဂံဝါစိတ်တံတရာဂစိတ်တံတိတဒေါတံဝါစိတ်တံတဒေါတံစိတ်တံတိပါစာကိုယ်စိတ်လေးကိုချက်ကပ်လောက်တာပဲအဲ့ဒါကိုမြတ်စွာဘုရားကစိတ်တံနုပတနာလို့ခေါ်တာနော်ချက်ကပ်လောက်ခိုင်းတာပဲငါဟာစိတ်တူတတ်သလားစိတ်ဆိုးတတ်သလားလူတွေဟာပြုံးနေတိုင်းစိတ်မတူဘူးလို့မအောင်မေးနဲ့စိတ်တူเสียဟာအကြောင်းရှိလာရင်တူတယ်အဲ့ဒီတိုးစရာအကြောင်းရှိရတဲ့နဲ့မတူမှသဘောကောင်းတယ်လို့ပြောလို့ရသူနေရင်တော့လူကောင်းကြီးပေါ့အခက်ခဲကြုံရတဲ့နဲ့ဒေါသဖြစ်เสียအာယုန်နဲ့တွေ့ပြီးဒေါသမဖြစ်ဘူးဆိုမှဒါကိုဆန်းစစ်ကြည့်ဖို့လိုတယ်ဘလောက်အတိုင်းတာအထိဒေါသမဖြစ်အောင်ငါထိန်းနိုင်တယ်လဲအဲ့ဒါထိမှုအတွက်မလုပ်ရမလဲမေတ္တာပွားရမယ်ဒါမြတ်စွာဘုရားရဲ့လက်တွေ့ကြတဲ့အဆုံးပါပဲเนาะလောဘတွေကြီးနေမယ်ရာဂတွေကြီးနေမယ်ပစ္စည်းဥစ္စာပေါ်မှာတွေ့တာမှုတွေများနေတယ်ဘာနဲ့လျှော့ချလူတယောက်ပေါ်မှာခင်မင်မှုတွေတွေ့တာမှုတွေများနေတယ်ဘာနဲ့လျှော့ချအားလုံးဟာဆေးရှိတယ်ခေါင်းကိုက်ရင်တော့ပါရာစီတမောတောက်ကြမယ်ပေါ့ဟုတ်လားခေါင်းကိုက်မယ်ဇက်ထိုးမယ်ကြောင်းအောင်မယ်ဆိုရင်တော့ဆေးတောက်ကြသို့တော့ရင်ထဲကဖြစ်ပေါ်နေတဲ့လောဘတရားရင်ထဲကဖြစ်ပေါ်နေတဲ့ရာဂတရားသက်ရှိတရားတွေပေါ်မှာတွေ့တာမှုတွေများနေမယ်ဆိုရင်ဘာလုပ်မလဲပစ္စည်းဥစ္စာဒီပေါ်မှာတွေ့တာမှုများနေဘာလုပ်မလဲ
လောကလူတွေဟာကိုယ်ရှိတဲ့ပစ္စည်းကိုမသုံးရမစားရှိတတ်တယ်ပေါ့အဝတ်လေးတောင်မှကောင်းတဲ့အဝတ်လေးဆိုရင်တော်နဲ့မဝတ်ရဘူးဟောင်းသွားမဆုံးဒီလိုနှမျောတဲ့လူကရှိသေးတယ်လေကိုသုံးဖို့ဝယ်ထားပြီပဲလို့နှမျောလို့မသုံးရဘူးဆိုတာတွေရှိအဲ့ဒါလို့ဖြစ်နေရင်ဘာလုပ်ရမလဲဘယ်လိုနည်းနဲ့ရှော့ချအောင်လဲဆိုမြတ်စွာဘုရားကအဆုံးအမတွေပေးထားရှိတယ်လူတယောက်ပေါ်မှာတွေ့တာမှုတွေဆွလတ်မှုတွေများနေမတင့်တယ်မှုယွန်းစရာကောင်းမှုဆိုတဲ့အတုပတင်ညာကိုပွားများရမယ်လို့သူတို့ဟောတယ်မတင့်မတဲယွန်းစမွေတွေကိုနှလုံးသွင်းဆင်ခြင်ခြင်းအပြင်တွေ့တာမှုကိုလျှော့ချလို့ရပစ္စည်းဥစ္စာပေါ်မှာသိတွေ့တာနေတယ်မသုံးရမဆွဲရဖြစ်လာပြီဆိုရင်အနိစ္စတင်ညာနဲ့လျှော့ချအောင်လောက်ကြည့်လက်တွေ့အနိစ္စတင်ညာဆိုတာဒီပစ္စည်းလေးငါမသုံးလို့ရှိရင်လေတနေ့ကြာလို့ရှိရင်ငါကတော့လဲပစ္စည်းကိုစွန့်ရမယ်ပစ္စည်းကတော့လဲငါ့ကိုစွန့်သွားမယ်တခုတည်းမြယူသွားပါသွားမယ်လေကိုယ်စွန့်သွားတယ်ခေါ်တာကိုကတော့လဲပစ္စည်းကိုစွန့်ပစ္စည်းကတော့လဲကိုယ်ကိုစွန့်ဖြစ်တယ်မသုံးမပြုဘဲနေရင်လည်းသူ့ဘာသူဟောင်းနှွမ်းပျက်စီးသွားမှာပဲအနိစ္စသဘောတရားအရာအဲ့တော့လုံးသိရင်လုံးရမယ်သုံးသိရင်သုံးရမယ်သုံးသိတဲ့အချိန်ကသုံးရမယ်ဆိုတဲ့မှန်ကန်တဲ့အတွေးပေါ်မူတည်ပြီးတော့ဆုံးဖြတ်အနိစ္စတင်ညာနဲ့ရှော့ချပြီးတော့ကိုယ်ပစ္စည်းကိုသုံးတာမျိုးဖြစ်ရဟောမြတ်စွာဘုရားလက်တွေ့ကြတာဟောနော်လက်တွေ့ကြတာဟောမုန်းတိမှုတွေများနေတယ်သူတယောက်ကိုအဲ့တော့ဒေါသဆိုတာနေရာကပေါ်လာတာမှမဟုတ်တာကိုမကြိုက်တဲ့လူနဲ့တွေ့ရင်ဖြောင်းကနေဆိုဒေါသဖြစ်လာကိုမကြိုက်တဲ့စကားပြောလိုက်ပြီဆိုမှဒေါသဖြစ်လာအဲ့ဒီလိုဖြစ်လာပြီဆိုရင်ဘာနဲ့ဖယ်ရှားပြမလဲမေတ္တာဘာဝိတ္တဘာဒေါသတဘာနာယပွားရမယ်ဆိုတဲ့အခါမှာဒေါသရဲ့အကျိုးနဲ့အပြစ်ကိုဆင်ခြင်မှုလိုအပ်တယ်ဒေါသရဲ့အပြစ်ဆိုတာမှန်မှန်ရင်လုံးတတ်တယ်နောက်ဆုံးမှာဒေါသဖြစ်လို့ရှိရင်စိတ်တိုးလာတဲ့လူတယောက်ဟာကိုယ့်ရဲ့စိတ်ဓာတ်ပျက်စီးပြီးနောက်ဆုံးနှလုံးရောဂါရှိရင်ကိုယ်ပဲဒုက္ခရောက်မယ်သွေးတိုးရောဂါရှိရင်လည်းကိုယ်ပဲသွေးတိုးမယ်အပြစ်တွေကိုရှားကြံပြီးတော့ကြည့်အဲ့ဒါလို့ဒေါသဖြစ်ပြီးတော့တစ်ဖက်သားကိုလုံးမဲ့ပုဂ္ဂိုလ်ဟာဘာနဲ့ဥပမာတူတော့ဆိုရင်မစင်နဲ့ခောက်ပြီးတော့သူများကိုပေါက်တယ်နဲ့တူတူပဲသူ့ကိုမစင်ကအရင်လူးမှသူများကိုပေါက်တာကလွဲချင်လွဲအောင်ပဲဒေါသဖြစ်ပြီဆိုရင်မစင်နဲ့ပေါက်တာနဲ့တူတူပဲတဲ့ကိုဟာအရင်ခံရမယ်ဒီဒေါသရဲ့ဓာတ်သူများကနောက်မှခံရအဲ့တော့ပထမခံရတာကိုဆိုတာကိုဒေါသရဲ့အပြစ်ကိုဆင်ញင်စဉ်းစားတတ်ဖို့အဲ့ဒီလိုဆင်ញင်ခြင်းဖြင့်ရှော့ချပြီးနောက်ဆုံးမှာအမြစ်ပါပြတ်အောင်မုန်းเสียဆိုတဲ့ပုဂ္ဂိုလ်ရှာမတွေးအောင်ဘာကိုမုန်းတာလဲလူတယောက်ကိုမုန်းပြီဆိုရင်သူ့ရဲ့သပင်ကိုမုန်းတာလားမွေညင်းကိုမုန်းတာလားလက်သေးခြေသေးကိုမုန်းတာလား32ခုတသနဲ့ခွဲခြားပြီးတော့ကြည့်လိုက်မုန်းเสียဆိုပျောက်သွားမှာပဲနော်ခွဲစိတ်ဖြစ်လိုက်လို့ရှိရင်ပျောက်သွားအဲ့ဒါလို့မုန်းเสียတွေပျောက်သွားအောင်အကျိုးနဲ့အပြစ်ကိုစီစစ်ဆင်ញင်သုံးသပ်ခြင်းအပြင်လည်းပဲဒေါသဆိုတာကိုဖယ်ရှားပြလို့ရတယ်လို့သူတို့ဆိုတယ်မောဟကြတဲ့အခါကျပညာဘာဝိတ္တပါမောဟတပါလာလုံးတဲ့နာနဲ့မလုံးတဲ့နာမသိဘူးတွေ့ဝေးနေတယ်ဆိုရင်အဲ့ဒီမောဟပျောက်ဖို့ရတဲ့အသိပညာတိုးပွားအောင်လုပ်ဒါဖြင့်အသိပညာဘယ်လိုတိုးပွားအောင်လုပ်ရတော့ဆိုရင်တရားနာရတယ်တရားစာတွေဖတ်ရမယ်ယန္တန်ဃာတွေနဲ့တွေ့တဲ့အခါမှာဘယ်လိုနေသင့်တယ်ဘယ်လိုထိုင်သင့်တယ်ဘယ်လိုတွေးရမယ်စာပေသင်ကြားပို့ချမှုစာပေသင်တန်းတွေတက်ရမယ်ဓမ္မသင်တန်းတွေတက်တယ်ဒီလိုဟာမျိုးတွေနဲ့ရှော့ချဖြစ်တယ်ပေါ့နော်ဓမ္မသင်တန်းတက်တဲ့အခါမှာလည်းပဲပညာတော့ရလာပါရဲ့နောက်ကချောင်းနေတာဘယ်သူလုံးဆိုမာနကဝင်လာပြန်တယ်ငါသိတယ်ငါတတ်တယ်ဆိုတဲ့စိတ်ဝင်အဲ့ဒါလည်းပဲအညစ်အကြေးတစ်ခုပဲ
ငါသိတယ်ဆိုအတွေးဘယ်တော့မှမတွေးနဲ့ငါမသိသေးဘူးဆိုတာပဲစဉ်းစားရမှာဖြစ်တယ်ငါမသိသေးတာကိုသိတဲ့ဒီနေ့ဟာငါပညာတတ်တဲ့နေ့ပဲလို့ပဲဒီလိုမှတ်ရမှာဖြစ်တယ်ဒါကြောင့်မို့အကုသိုလ်ဆိုတာလေတစ်ခုပြုတ်သွားရင်နောက်တစ်ခုကဝင်လာတတ်တယ်အဲ့ဒါလို့အစားမဝင်အောင်တတိနဲ့ပညာနဲ့ထိန်းလို့ဒါကြမှာခုနကစိတ်ကဥဆောင်နေဆိုတဲ့စိတ်ဟာတတိတွေပညာတွေအလောဘတွေအရောဓတွေအမောဟတွေနဲ့ဝိုင်းပြီးတော့ထိန်းလိုက်တဲ့စိတ်ကမှတမိုးတက်သွားမှာဖြစ်တယ်အဲ့ဒီစိတ်မျိုးကိုပတဏစိတ်တာပတဏမနလို့ဒီလိုခေါ်တာနော်ကောင်းတဲ့အရေးချင်းတွေကြောင့်ချီလင်သွားတဲ့စိတ်အပြစ်တွေတန့်စင်သွားလို့ချီလင်နေဆိုတဲ့စိတ်ရေတံမှုဆိုပြီးအသုံးပြုနေကြတာဒီကနေ့ခေတ်မှာရှိတယ်ရေထဲမှာပါတဲ့လူတွေယောဂဖြစ်စေတတ်တဲ့ဓာတ်တွေကိုဖယ်ရှားပစ်ပြီးတော့လူတွေရဲ့ကျန်းမာရေးကိုအကျိုးပြုမဲ့ဓာတ်တဘာဝလောက်တင်ခြံထားပြီးမသိတော်တဲ့ဓာတ်တဘာဝတွေကိုဖယ်ရှားပစ်တာကိုရေတံလို့ခေါ်တာနော်ရေတံဆိုတာအဲ့ဒါပြောတာရေတံနဲ့ရေစစ်လဲကွဲအောင်လုပ်ဖို့ရဟောဒီအေယဝတီမြစ်ထဲကရေဟာရေအစစ်ပဲမိုးပေါ်ကျလာတဲ့ရေဟာလည်းရေအစစ်ပဲနော်သို့တော့အေယဝတီမြစ်ထဲကရေဟာရေအစစ်တော့ဟုတ်တယ်ရေတန်းဟုတ်ချင်မှဟုတ်မယ်ကိုကျမရေအတွက်မသိတော့တဲ့ဓာတ်တွေပါနေရင်ရေတန်းမဟုတ်ဘူးရေစစ်တော့ဟုတ်တယ်အဲ့လိုမျိုးလိုပဲဒီကနေ့ခေတ်ရောင်းကုန်တစ်ခုဖြစ်နေတဲ့ပဲစီတန်းတို့နှမ်းစီတန်းတို့ရေးတာတွေဟာမှန်ကန်မှုရှိလားနော်ပဲစီတကယ်ပဲကနေထုတ်တဲ့စီဘာမှမရောဘူးဆိုရင်ပဲစီအစစ်လို့ပဲပြောရမယ်ပဲစီတန်းလို့ပြောလို့မရသေးဘူးအဲ့ဒီထက်မဲ့မလိုအပ်တဲ့ဓာတ်တွေကိုတန့်စင်ပြစ်ပြီးတော့လူတွေစားသုံးလို့ယောဂမဖြစ်ဘူးဆိုမှပဲစီတန်းလို့ခေါ်ရမှာဖြစ်တယ်ပေါ့ခေါ်ပုံခေါ်နည်းကလည်းမတူသေးဘူးသို့တော့လူတွေဟာရောထွေးနေကြတယ်နော်အဲ့ဒါလိုပဲစိတ်ဟာလည်းပဲထို့တူပဲနော်မကောင်းတဲ့အရာတွေနဲ့တွဲပြီးတော့လောဘတွေဒေါသတွေမောဟတွေမာနတွေနဲ့တွဲနေတဲ့စိတ်ဟာပဋုဋ္ဌစိတ်ပဋုဋ္ဌမနပျက်စီးနေတဲ့စိတ်လို့ပြောတာအဲ့ဒီပျက်စီးနေတဲ့စိတ်နဲ့လှုပ်လိုက်ပြောလိုက်မယ်ဆိုလို့ရှိရင်ပြောလိုက်မယ်လှုပ်လိုက်မယ်ဆိုရင်ဒုက္ခတတိကြီးလိုက်လာမှာဖြစ်တယ်ဒုက္ခဆိုတာ problem ပြဿနာကိုပြောနောက်ဘဝကျဒီတဲ့ကြီးတဲ့ဒုက္ခလိုက်လာအေးပတဏမနလို့ဆိုတဲ့တတိတို့ပညာတို့အလောဘအရောဓအမောဟဆိုတဲ့သဘာဝတရားတွေနဲ့ထိန်းချုပ်ပြီးတော့တန့်စင်နေတဲ့မွန်မြတ်နေတဲ့စိတ်ဓာတ်နဲ့စကားတစ်ခုပြောလိုက်မယ်အလုပ်တစ်ခုလုပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့တန့်စင်မွန်မြတ်တဲ့စိတ်နဲ့ပြောသမျှစကားလုပ်သမျှအလုပ်တွေကြောင့်ရှင်တဲ့နှလုံးထဲမှာကောင်းမြတ်တဲ့သဘာဝကံတရားတွေဖြစ်ပေါ်လာပြီးအဲ့ဒီကံကြောင့်သူဟာဖြစ်လျက်ဘဝမှာချမ်းသာဒုက္ခတွေအစဉ်ပြေမှုတွေဟာသူနဲ့ထက်ချက်မကွာပါရှိနေမှာဖြစ်တယ်လို့ဒီဒေသနာမှာဒီလိုဟောတာနော်အဲ့တော့စိတ်ဓာတ်ဘလောက်အရေးကြီးတယ်ဆိုတာစဉ်းစားဆင်ခြင်တတ်ဖို့လိုတယ်အရေးကြီးတဲ့စိတ်ဓာတ်ဒါကြောင့်မို့ကိုယ့်ဘဝမှာကိုယ်စိတ်လေးကိုတန့်စင်နေအောင်ထိမ့်သိမ့်တတ်ဖို့တတိထားရမှာဖြစ်တယ်အာယုန်လေးတစ်ခုကိုမြင်လိုက်တယ်လောဘဝင်လာလို့ရှိရင်အေးစိတ်မတန်တော့ဘူးဒေါသဖြစ်လာလို့ရှိရင်စိတ်မတန်တော့ဘူးအဲ့လောဘဒေါသကိုညှိရမယ်ညှိပြီးပြီဆိုတော့မှပြောစရာရှိတာပြောမယ်လှုပ်စရာရှိတာလှုပ်အောင်မညှိပဲနဲ့လောဘအရှိတိုင်းဒေါသအရှိတိုင်းပြောလိုက်မယ်လှုပ်လိုက်မယ်ဆိုလို့ရှိရင်ဒုစရိုက်ဆိုးကြောင့်ဒုက္ခပဲရမှာဖြစ်တယ်ဒုက္ခတော့ရလာမှာမဟုတ်ဘူးဒီလိုဆိုလို့တာပြောတာနော်ဒါကြောင့်မို့တတိနဲ့ပညာနဲ့အမြဲတမ်းစောင့်ကြည့်နေရတတိတံပစဉ္ညာနဲ့စောင့်ကြည့်တတိမပါရင်လည်းပညာမဖြစ်ဘူးပညာမပါရင်လည်းတတိရဲ့အကျိုးတရားဟာကြီးမားမှာမဟုတ်ဘူးပညာပါမှကြီးပွားစာပေကျမ်းကမှာဘယ်လိုဆိုတော့ဆိုရင်
နာဟိတတိဝိရိတာပညာနာမအဋ္ဌိလောကမှာတတိမပါတဲ့ပညာဆိုတာမရှိဘူးတတိမရှိဘဲနဲ့ပညာဖြစ်တယ်ဆိုတာမရှိဘူးလို့ဆိုလို့နော်ပညာအစစ်မဖြစ်ဘူးပညာဆိုတာဒီကနေ့ခေတ်လူတွေပြောနေကြတယ်တက္ကသိုလ်တွေကောလိပ်တွေကျောင်းတွေမှာသင်တာကိုပညာသင်တယ်လို့ပြောတာတကယ်ကတော့အဲ့ဒါပညာမဟုတ်ဘူးတုတ္တလို့ခေါ်တဲ့ subject matter ကိုသင်ရင်းတာလည်းဖြစ်တယ် subject matter ကိုပဲသင်ရင်းကိုသာဖြစ်တယ်အဲ့ဒီ subject matter သင်လို့ပြီးစီးသွားတာကို certificate ပေးတာကိုဒါပွဲရတယ်လို့ခေါ်တယ်အဲ့ဒီမှာရင်ရပ်နေလို့ရှိရင်ပညာဆိုတာမရဘူးပညာဆိုတာဘာလို့ဆိုရင်သင်ထားတဲ့အကြောင်းအရာနဲ့ဘဝမှာလက်တွေ့အသုံးချလို့သိလာတဲ့အသိချမှာပညာ experience လို့ပြောမှာပေါ့နော်ဆိုပါတော့ဆေးပညာသင်ထားတယ်ဆေးကုမစားဘူးအယောင်းဝယ်လုပ်ငန်းနဲ့လုပ်တယ်ဆေးပညာဆိုတဲ့ဆေး subject matter လို့ခေါ်တဲ့ပညာရက်တွေကိုတော့နားလဲသို့တော့ကြာရင်ယောဂပြောင်းအောင်ကုတတ်ပါမလားအဲ့ဒီပုဂ္ဂိုလ်အတွေ့အကြုံမရှိတော့ဘူးဆိုရင်ကိုယ့်ရင်လည်းမှားကုန်တော့မှာအဲ့ဒီသဘောပဲပညာဆိုတာ subject matter ပေါ်မှာစဉ်းစားမှပေါ်လာတဲ့အသည့်လက်တွေ့အသုံးချတဲ့အခါမှာအတွေ့အကြုံကနေဖြစ်ပေါ်လာတဲ့ဟာမှာပညာဒါကြောင့်တကယ်သူကောလိပ်တွေမှာသင်တာဟာပညာဖြစ်ဖို့သင်တဲ့ subject matter များတာဖြစ်တယ်အကြောင်းအရာ subject ပညာရပ်တာလည်းဖြစ်တယ်ပညာမဟုတ်သေးဘူးအဲ့ဒီပညာရပ်ကိုအသုံးချပြီးတော့သိတဲ့အသည့်ကြတော့မှပညာဒါကြောင့်မို့သုတ္တနဲ့ပညာနှစ်ခုခွဲထားသုတ္တကို learning လို့ဘာသာပြန်ပြီးတော့ပညာကြတော့မှ wisdom knowledge ဒီလိုသွားတာအဲ့ဒီနှစ်ခုကိုကွဲဖို့လိုတယ်ပေါ့နော်ကွဲဖို့လိုတယ်သုတ္တကိုစီးဖို့အထောက်အမှာပဲစာပေကျမ်းကမှာဘယ်လိုဆိုထားတော့ဆိုရင်သုတ္တုတာသုတ္တဝတ္တနီသင်ញင်တဲ့စိတ်ဆန္ဒဟာသုတ္တကိုရခြင်းအကြောင်းဖြစ်တယ်သင်ញင်တဲ့စိတ်ဆန္ဒကြောင့်သင်လိုက်တော့အကြောင်းအရာတွေသိလာတယ်ဒီလိုဆိုလို့သုတ္တံပညာယဝဋ္ဌနာအဲ့ဒီသင်ယူခြင်းကအသိပညာကိုတိုးပွားစေတယ်ဟောပညာကသုတ္တပြီးမှလာတာနော်သုတ္တပြီးမှလာတာပညာယအဋ္ဌံသာနာတိပညာရဲ့သဘောတရားဟာဘဝအဓိပ္ပာယ်ကိုနားလဲတာမှပညာပညာယအဋ္ဌံသာနာတိအဓိပ္ပာယ်ကိုနားလဲတယ်ညာတော်အထောဒုက္ခဝောသိလာတဲ့ပညာယကမှသိလာလို့ပညာဖြင့်သိရတဲ့အကျိုးအကြောင်းကမှချမ်းသာဒုက္ခကိုရရှိပါတယ်လို့ဒီလိုစာပေကျမ်းမှာခွဲပြီးတော့ဆိုထားတယ်မြတ်စွာဘုရားဟောတဲ့အရေးချင်းတွေမှာလည်းပဲသုတ္တနဲ့ပညာတခြားစီပဲဒါကြောင့်မို့သုတ္တကိုရအောင်ယူပြီးတော့ပညာကိုရအောင်လုပ်ဖို့လိုအပ်တယ်သုတ္တလေးနဲ့ရင်ရပ်နေလို့ရှိရင်ပညာပဲရောက်မှာမဟုတ်ဘူးဒီလိုသဘောဟောဖြစ်တယ်ခုလည်းပဲတရားဓမ္မနာယူနေတဲ့အခါမှာ subject matter လို့ခေါ်တဲ့တွေးเสียအကြောင်းအရာတွေမြတ်စွာဘုရားရဲ့အဆုံးအမစကားတွေကိုသိရှိနေကြအဲ့ဒီသိရှိနေတဲ့အဆုံးအမစကားတွေကိုလက်တွေ့ဘဝမှာအသုံးချလိုက်လို့သိရှိနားလည်ပြီးအကျိုးရလာပြီးဆိုတော့မှပညာဆိုတာဖြစ်လာမှာဖြစ်တယ်ပေါ့အဲ့ဒီပညာမှကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေမှာအခုမြတ်စွာဘုရားဆုံးမတဲ့စကားကိုပဲကြည့်မနတစေပတနေနပါတတိဝါကရောတိဝါအလောဘအရောဓအမောဟမေတ္တာစတဲ့ကောင်းတဲ့သဘာဝတရားတွေကြောင့်မေတ္တာကရုဏာမုရိဒဥပေက္ခာဆိုတဲ့သဘာဝတရားတွေနဲ့မွန်းထုံထားလို့စင်ကြယ်မြင့်မြတ်တန်ရှင်းနေတဲ့စိတ်ဓာတ်နဲ့ပါတတိဝါပြောလိုက်မယ်ဆိုရင်ကရောတိဝါလှုပ်လိုက်မယ်ဆိုရင်တတောနံဒုက္ခမနွေတိအဲ့ဒီပြုလုပ်မှုပြောဆိုမှုကြောင့်သူ့ထံကိုအစဉ်ပြေမှုချမ်းသာဒုက္ခတွေဟာစင်စမပြတ်လိုက်ပါနေမှာဖြစ်တယ်။ဆာယဝအနပါယိအယိတ်ဆိုတာကိုယ်နဲ့တစ်ချက်မကွာပါနေတယ်လို့ပဲလို့အဲ့ဒီဒီဒေသနာတော်ကဒီလိုဟောတာ။ဘာကြောင့်မြတ်စွာဘုရားဒီဒေသနာတော်ကိုဟောတယ်လဲလို့ဆို
လောကလူတွေဟာစိတ်ကအရေးကြီးတာစိတ်ရဲ့တန်မိုးဟာလွန်ကြီးမားတယ်ဆိုတာကိုပြချင်တယ်တောင်ရီမြို့မှာအလုံးကိုချမ်းသာကြွယ်ဝတော့လည်းပဲအလုံးကိုနှမျောတဲ့ပုံနာတထေကြီးတယောက်ရှိတယ်အဲ့ဒီပုံနာတထေကြီးမှာသားတစ်ယောက်မွေးထားတယ်သူ့သားကိုအလွန်ချစ်တယ်ဒါပေမဲ့ပစ္စည်းကိုတော့အလွန်နှမျောတယ်အလွန်နှမျောသည့်အတွက်ကြောင့်သူ့သားကိုကျမ်းမအောင်တော့ဝါအောင်ကျွေးဖို့မရဘူးကျမ်းမအောင်တော့စားရဖို့မရဘူးအဲ့ဒီတထေသားလေးဟာအရွယ်ရောက်လာတဲ့အခါမှာအဖေရဲ့ချုပ်ချက်မှုတွေနဲ့လူပြိုပေါက်အရွယ်လေးမှာယောဂရလာတဲ့အခါမှာလည်းပဲကျွမ်းကျင်တဲ့သမားတော်တွေနဲ့ခုရင်ပိုက်ဆံကုန်းမှာစိုးသည့်အတွက်ကြောင့်ဆေးစရာတွေကိုမေးတယ်ဒီလိုယောဂဖြစ်ရင်ဘာလို့ရလဲဆိုလာမေးတဲ့အခါဆေးစရာတွေကတောင်းတောင်းအီးပြောလိုက်တာပေါ့နော်ဘယ်အရွက်ကိုသုံးခွက်တစ်ခွက်တင်ကြိုတော့ပြောက်တဲ့တို့အဲ့ဒါလိုတွေဆေးမီးတို့တွေပေးလိုက်တယ်အဲ့ဒါတွေနဲ့ကုတာကုရင်နဲ့ယောဂကျွမ်းသွားကန်ဆိုးခြင်းတော့ကုရင်နဲ့ယောဂကျွမ်းသွားနောက်ဆုံးမှာတေဂန်ဤဆဲဆဲရောက်လာတဲ့အခါမှာတထေးဆိုတော့မျက်နှာလှုပ်ပြီးလူမမာမေးမဲ့ပုဂ္ဂိုလ်တွေပေါ်တယ်အိမ်ထဲဝင်မယ်ဆိုရင်သူ့ပစ္စည်းတွေကိုလူမြင်မှာဆိုတော့အဲ့ဒီကလေးကိုအိမ်ပြင်မဲ့ထုတ်ထားတယ်နော်အခန်းနဲ့မို့အောင်အခန်းပြင်ထုတ်ထားမြတ်စွာဘုရားကကြည့်လိုက်တော့မြတ်စွာဘုရားဟာဒီနေ့နှစ်ကြိမ်လောကကြီးကိုကြည့်တယ်တပ္ပယုတဉာဏ်ကွန်ရက်လို့ခေါ်တယ်တပ္ပယုတဉာဏ်နဲ့ဖြန့်ကျက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာကံကောင်းတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားရဲ့တပ္ပယုတဉာဏ်ကွန်ရက်စက်ဝန်းကြီးထဲမှာပေါ်လာတယ်အဲ့ပေါ်လာတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ချီးမြှောက်ပေးတယ်မြတ်စွာဘုရားအဲ့ဒီပက်လက်ကလေးတေအံမှုဖြစ်နေတဲ့ဒီလူငယ်လေးကိုသွားပြီးတော့မြင်လိုက်တဲ့အခါမှာမြတ်စွာဘုရားသူတို့အိမ်ဘက်ကိုရဟန်းတန်ဃာတွေခြံရံပြီးတော့ဆွမ်းခံကြွတယ်ဆွမ်းခံကြွတဲ့အခါမှာဒီသူငယ်ဟာဘာမှထပြီးတော့ရှ िख ိုးဝှချတာတို့ဘာတို့မလုံးနိုင်တော့လူကအလွန်အားနေနေမလုံးနိုင်မရှက်ဓမ္မပဒအထက်ကရာမှာသူကစိတ်แท้ကပဲကြီးညိုတယ်လို့ပါတယ်သို့တော့အပဒံကြတော့မြတ်စွာဘုရားကိုကြီးညိုစိတ်ကလေးနဲ့လက်အုပ်လေးတော့ခြိလိုက်တယ်ဆိုတာပါတယ်နော်အဲ့တော့ဘလောက်ပဲအားနဲ့လူမမာတွေကြည့်ရတာလက်ကလေးတော့ရွှေ့လို့ရအောင်ပါလေဖြတ်ထားတာမဟုတ်ရင်တော့ရွှေ့ရမှာတေချာလောက်တယ်အဲ့တော့ဒီကလေးဟာဘုရားနဲ့တန်ဃာတွေကြွလာတဲ့အခါမြတ်စွာဘုရားသူမမြင်အောင်ရောင်ချီတော်လွှတ်လိုက်တဲ့အခါဝိုးကနေဝင်းကနေအလင်းရောင်မြင်တော့ဘာလိမ့်လို့အာယူပြီးတော့ချိလိုက်တဲ့အခါမှာမြတ်စွာဘုရားနဲ့တန်ဃာတွေကိုမြင်လိုက်တယ်မြင်လိုက်တဲ့အချိန်မှာသူ့ရင်ထဲမှာတရားဆိုတဲ့စိတ်ဖြစ်လာတယ်နော်အာကိုးရာတစ်ခုအနေနဲ့စိတ်ထဲမှာဖြစ်ပေါ်လာတယ်ဩလောကမှာတကယ်သူတော်စင်ပုဂ္ဂိုလ်ကြီးပါလားထပြီးတော့ရှ िख ိုးလိုက်ချင်တာတစုံတစ်ခုရှိတာလှူလိုက်ချင်တာဘာတစ်ခုမှသူမလုံးနိုင်တော့ဘူးသို့တော့သူတတ်နိုင်တာလေစိတ်ထဲကနေပြီးတော့ချီနူးတဲ့စိတ်ကလေးသူမှဖြစ်ပြီးတော့လက်အုပ်ကလေးတော့ခြိလိုက်တယ်သူတော်စင်မှန်းသိပြီးလက်အုပ်ကလေးတော့ခြိလိုက်တယ်အဲ့လိုလေးလက်အုပ်လေးခြိလိုက်တဲ့အချိန်လေးမှာပဲမျက်လုံးနှလုံးဟာမိတ်သွားပြီးတော့စွတ်တိတ်စိတ်ချသွားတခြားကုသိုလ်ဘာတစ်ခုမှမရှိပေမဲ့လို့စိတ်ကလေးကြီးနေတဲ့အချိန်လေးနဲ့လက်အုပ်လေးခြိလိုက်ရခုနပြောတဲ့ထဲမှာဘာတတိဝါကရောတိဝါဆိုတဲ့ထဲမှာလက်အုပ်လေးခြိလိုက်ရတာသူ့အတွက်အမြတ်ကပဲเนาะအဲ့ဒီကုသိုလ်လေးဟာတမန်အားဖြင့်တော့ဘာမှတန်ဖိုးမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်သို့တော့မြတ်စွာဘုရားဟောတာစိတ်ကဥဆောင်နေတယ်လို့ဟောတယ်မဟုတ်လားစိတ်ကကြီးစိုးထားတယ်အရာခတ်သိမ်းကိုစိတ်ကဖန်တီးထားတယ်လို့မနောသစ္စာမနောမယလို့ဟောထားတာစိတ်ရဲ့စွမ်းအားဟာအမှန်တမ်းကြီးမားတယ်ဘလောက်ဝေးခုတရားပွဲရောက်လာတာစိတ်ကြောင့်ရောက်လာတာ
စိတ်မပါလို့ရှိရင်ကော်ထုတ်တောင်ထွက်လာမှာမဟုတ်ဘူးနော်ပြောကောင်းပြောလိုက်မယ်ဘာနဲ့လာတာတုံးဆိုကားစီးလာတာကားပေါ်တက်ဖို့ကဒီစိတ်ကြောင့်တက်လို့ရတာလေတရားနာခြင်းနဲ့စိတ်ကြောင့်တက်လို့ရတာတရားနာခြင်းနဲ့စိတ်မရှိဘူးဆိုဘယ်သူခေါ်လို့မှလာမှာမဟုတ်ဘူးဒါဦးစဉ်းစားကြည့်စိတ်စွမ်းအားဟာအမြဲတမ်းကြီးမားတယ်လို့ဆိုလို့မြတ်စွာဘုရားပေါ်မှာတရားတရားဖြစ်ပြီးတော့စိတ်စွမ်းအားလေးနဲ့တရားစွမ်းအားနဲ့လက်ဥကလေးတစ်ချိန်ခြိလိုက်တဲ့အချိန်လေးမှာစွတ်တိစိတ်ကြာသွားတာတာဝရိန္ဒနတ်ပြည်သွားပြီးတော့ဒီကုသိုလ်ကောင်းမှုလေးကဲ့တင်လိုက်လို့နတ်ပြည်ဒါကအသိဉာဏ်ရှိတဲ့လူတယောက်ဒီစိတ်စွမ်းအားကဒီလိုကောင်းကျိုးပေးတာမဆမ်းပါဘူးအသိဉာဏ်မရှိတဲ့ဖားကလေးတစ်ကောင်အကြောင်းကြားဘူးကြတယ်မဟုတ်လားမြတ်စွာဘုရားခေကရာရေကန်ကြီးနာမှာတရားဟောနေတဲ့အချိန်မှာရေကန်ထဲကဖားလေးဟာခုန်တက်လာပြီးမြတ်စွာဘုရားအတန်ကိုအကောင်းဆုံးမသိတော့လဲပဲကြည်လင်အေးမြတဲ့အန္တရာယ်ကင်းတဲ့အတန်အန္တရာယ်မကင်းတဲ့အတန်ဆိုတာတိရစ္ဆာန်တွေကသိပါတယ်ကိုယ်ရံပြုမဲ့အတန်လားရံမပြုမဲ့အတန်လားမေတ္တာတန်လားကရုဏာတန်လားဆိုတာတော့သူတို့မှခံစားချက်ကလေးတွေရှိတယ်မြတ်စွာဘုရားရဲ့အတန်လေးကိုအာယုံပြုနေတဲ့အချိန်လေးမှာအနန္တလာငေးတဲ့နွားကြောင့်သားကတပြာနဲ့သူ့ကိုမမြင်ရလို့အပေါ်ကနေတပြာနဲ့ထောက်ပြီးတော့ဖိလိုက်တဲ့အခါမှာတပြာနဲ့ထောက်ပြီးတော့ဖိညတ်ခံရတဲ့အတွက်ကြောင့်စိတ်ထဲမှာကြည်နူးနေတော့ဖားလေးဟာတည်သွားတဲ့အခါမှာတာဝရိန္ဒနတ်ပြည်သွားပြီးဖဏတ်တာဆိုတာဖြစ်တယ်ဒါစိတ်စွမ်းအားလို့ပြောတာနော်အဲ့ဒါကိုပြောတာမနတာစေပတန်နေနဆိုတာကြည်လင်တဲ့စိတ်ကလေးနဲ့လူတယောက်ဟာဘဝတစ်ခုဆုံးသတ်မယ်ဆိုရင်အဲ့ဒီကြည်လင်တဲ့စိတ်စွမ်းအားဟာနောက်ဘဝမှာချမ်းသာဒုက္ခကိုပေးစွမ်းနိုင်တဲ့စွမ်းရည်တတ္တိတွေရှိတယ်လို့ဒီလိုဟောတာခုနကသရိုသားလေးဟာမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်နဲ့လက်ဟုတ်ချီမှုရှိခို့လက်ဟုတ်ချီလိုက်တယ်လက်ဟုတ်ချီလိုက်တာသိဆုံးသွားတဲ့အခါမှာတာဝရိန္ဒနတ်ပြည်သွားဖြစ်တယ်နောက်ပိုင်းရောက်တဲ့အခါကျတော့ဒီအကြောင်းအရာကိုမသိတဲ့ပုံနာကြီးကနေတိုင်းသင်ချိုင်းသွားပြီးတော့ငိုတဲ့အခါမှာသူသားလုပ်တဲ့ပုဂ္ဂိုလ်ကနေမကောင်းတော့ကတော့ယောဂပြောက်အောင်မခုပဲနဲ့ခုမှငိုတယ်ဒါလူသဘာဝပဲနော်လူတွေဟာအဲ့တိုင်းပဲရှိတော့ကတော့တဲ့အောင်မနေတတ်ဘူးရံဖြစ်တယ်ပြီးတော့ငိုကြတယ်ဒါထုံးစံလို့ဖြစ်နော်အဲ့ဒီမှာတာဝရိန္ဒနတ်ပြည်ကဆင်းလာပြီးတော့သူ့အဖေကိုတရားချတဲ့အကြောင်းနောက်ဆုံးမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမြတ်စွာဘုရားကဘာကောင်းမှုမှမပြုပဲသီလလည်းစောင့်တည်တာမဟုတ်ဘူးဥပုသ်လည်းစောင့်တာမဟုတ်ဘူးဒါနလည်းလုပ်တာမဟုတ်ဘူးကြီးညိုစိတ်ကလေးနဲ့တည်းပဲအခုလို့တန်မိုးကြီးမားတဲ့အခြေအနေကိုရနိုင်သလားကြီးညိုစိတ်ရဲ့တန်မိုးဟာအလွန်ကြီးမားတယ်စိတ်ဆွမ်းအားကြီးမားတယ်ဆိုတော့ကြီးညိုစိတ်ရဲ့တန်မိုးကိုမြတ်စွာဘုရားဟောပြတဲ့အနေနဲ့ဒီဒေသနာတော်ကိုဟောတာပဲဖြစ်တယ်ပေါ့ကြီးညိုစိတ်လေးရှိလိုက်တာနဲ့ပဲဒီလိုကြိုးရတယ်ဆိုတော့ကြီးညိုတဲ့အနေနဲ့နှုတ်ကထုတ်ပြောမယ်ကြီးညိုတဲ့အနေနဲ့လက်တွေ့လှုပ်ဆောင်မယ်ဆိုရင်ဒီတဲ့ဒီအကျိုးများမှာပေါ့ဒီလိုဆိုလို့တယ်ပေါ့နော်အဲဒါကြောင့်မြတ်စွာဘုရားရဲ့ခုဓမ္မပဒမှာလာတဲ့ဒီဒေသနာတော်ရဲ့ဓမ္မရတဟာစိတ်ရဲ့တန်ဖိုးဟာဘသူတွေကြောင့်တက်သွားတာတော့ဆိုရင်အလောဘအရောဓအမောဟတတိပညာကောင်းမြတ်တဲ့သဘာဝတရားတွေနဲ့ပံ့ပိုးပေးလိုက်တဲ့စိတ်ကလေးဟာကောင်းကျိုးတွေကိုထုတ်လုပ်ပေးနိုင်တယ်ဆိုတော့မကောင်းတာတွေပံ့ပိုးထားတဲ့စိတ်ကမကောင်းကျိုးဆိုတဲ့ဆင်းရဲဒုက္ခကိုထုတ်လုပ်နိုင်တယ်လို့ပထမဒေသနာတော်မှာဟောထားပြီးကောင်းတဲ့စိတ်ကကောင်းကျိုးတွေကိုထုတ်လုပ်တယ်ဆိုတာကိုအခုဒုတိယဒေသနာတော်မှာဟောပြောတာပဲဖြစ်တယ်အဲ့ဒီတော့ဘဝသင်္ကန်းစာကိုရယူချဖို့လိုအပ်တယ်ကိုယ့်ရဲ့နေစဉ်ဘဝမှာမကောင်းတဲ့စိတ်လေးတွေဖြစ်ပေါ်လာတဲ့အချိန်မှာစကားမပြောမိဖို့မလုံးမိဖို့ဒါကြောင့်မို့ရှင်းကဆရာတော်ကြီးတွေဆုံးမတာရှိတယ်စိတ်ဆိုးနေတုန်းစကားမပြောနဲ့ဖះမကြိုက်ဘူးမှားရတယ်လို့ငယ်ငယ်တုန်းကကြားဖို့တယ်နော်ဘုန်းကြီးတို့
ဥပိ္ပဇေဆရာတော်ကြီးစံငင်းဆရာတော်ဆိုတာအသက်102နှစ်ကျမှပြန်တော်မူသွားတာမန္တလေးဝိသုဒ္ဓယုံကအဲ့ဒီဆရာတော်ကြီးကတဆုတစ်ခုကြောင့်စိတ်အခန့်အသင့်မရှိဘူးဆိုအခန့်အသင့်မဖြစ်တဲ့အခါမျိုးတွေကြုံရတတ်တယ်သူမကြိုက်တာတွေဖြစ်ပြီးဆိုရင်ဘာလုပ်လဲဆိုလို့ရှိရင်အခန်းထဲဝင်ပြီးတကားကိုလည်းတော့ချပြီးတော့နေတာဘယ်သူမှလာတွေးလို့မရသူတယောက်တည်းသူဒေါသကိုသူပြေပြောက်အောင်လုပ်နေတဲ့သဘောပဲနော်တကားပိတ်ထားတယ်ဘယ်သူနဲ့မှတွေးမခံစိတ်တိုးနေလို့ရှိရင်အခုလည်းပဲအဲ့လိုနေတကားပိတ်ပြီးတော့ရိုက်မနေကြနိုင်ပေါ့တကားပိတ်ပြီးကိုတယောက်တည်းကိုယ်စိတ်ပြေပြောက်သိထိအောင်စကားလည်းမပြောဘူးမလုံလည်းမလုံဘူးစိတ်ကြည်သွားသည့်ကြမှာကြည်သွားသည့်ထိအောင်ကိုယ်စိတ်ကိုဖြောင်းပြဆုံးမပြီးတဲ့အခါမှာစကားပြောစရာရှင်ပြောမယ်လို့ဆရာလည်းရှိအဲ့ကြတော့အမှားမရှိတော့ဘူးလို့သူတို့ဆိုလို့တယ်ဒါဟာဒီဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာပဲဖြစ်တယ်ကိုယ်လက်တွေဘဝမှာလက်ဖြင့်ငါစပြီးတော့စိတ်ဆိုးစရာတွေကြုံရမှာကြုံပြီဆိုလို့ရှင်အဲ့ဒီလိုစိတ်ဓာတ်ကိုယ်စိတ်ဓာတ်ကိုဖြူစင်အောင်လုပ်ရမယ်စိတ်ဆိုးစရာမကြုံလို့လှူမဲ့တမ်းမဲ့ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်လေစိတ်ကိုစင်ကြယ်တန်ရှင်းအောင်တရားတွေတတိတွေတမာတိတွေပညာတွေဝီရိယတွေနဲ့ပံ့ပိုးပေးပြီးတော့စိတ်ကလေးအတက်လာအောင်ဆန္ဒတွေဝီရိယတွေစိတ်ဓာတ်တွေဝိမာန်သားတွေနဲ့ပံ့ပိုးပြီးတော့အကြောင်းအကျိုးကိုဆင်ခြင်သုံးသပ်ပြီးတော့စိတ်ဓာတ်တွေထက်သန်လာအောင်လုပ်ပြီးတော့မှဒါနကောင်းမှုလည်းလုပ်မယ်သီလလည်းစောင့်တည်မယ်ကမ္မထဘာဝနာလည်းပွားများအထောက်မယ်ဆိုတာတွေကိုလုပ်မယ်ဆိုရင်စိတ်စွမ်းအားကြောင့်လုပ်သမျှကုသိုလ်တွေဟာပို့ပြီးတော့ကြီးမားအကျိုးများလာမှာဖြစ်တယ်အေးတရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဓမ္မပရဒေသမဒေသနာမှာဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာများအပိုင်း2မှာရသော်ဗျာဟာယခုကဲ့သို့စိတ်ဟာအရာခတ်သိမ်းကိုဥဆောင်တာဖြစ်တယ်အရာခတ်သိမ်းကိုကြီးမှုထားတာဖြစ်တယ်အရာခတ်သိမ်းဟာစိတ်ကဖန်တီးထားတာဖြစ်တယ်ဒါကြောင့်မို့ကြည်လင်မြင့်မြတ်ဖြူစင်တဲ့စိတ်ဓာတ်နဲ့ပြောမယ်ဆိုမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေကိုယ်စီရောက်လာနိုင်တယ်အစင်မကွာကောင်းကျိုးချမ်းသာတွေဟာကိုယ်နဲ့ထက်ချက်မကွာအရေးပမာလိုက်ပါနေမှသာဖြစ်တယ်ဆိုတဲ့ဒီဒေသနာတော်စကားကိုမှတ်သားနာယူပြီးမိမိတို့ရဲ့ဘဝမှာကြည်လင်အေးမြတဲ့စိတ်ဓာတ်နဲ့ကောင်းကျိုးချမ်းသာရအောင်နေ့စဉ်ဘဝမှာပြောကြဖို့ပြုလုပ်ကြဖို့တို့တွေအရေးကြီးတယ်ဆိုတာတတိထားပြီးတော့စဉ်းစားဆင်ခြင်ပြီးကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီကျင့်ကြံပွားများကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း